ကိုတို့ရေPUBG Mobile Update 4.5 ရဲ့ Official Sneak Peek လေးတွေကလည်းထွက်ရှိလာပြီဆိုတော့ Update တင်မှာပါဝင်လာမယ်အကျန်းစား Collaboration 3ခုအကြောင်းကိုဒီဗီဒီယိုလေးမှာပြပြပေးသွားပါမယ်အားလုံးမင်္ဂလာပါမရှယ်ပါပထမဆုံးအကြောင်းအနေနဲ့ကိုတော့ PUBG Mobile Update 4.5 မှာဆိုရင်ဒီကိုရအားလုံးမစောင့်မျှော်နေကြတဲ့ Ferrari Car Skin လေးတွေကတော့ PUBG Mobile ထဲကိုရောက်ရှိလာတော့မှာပါအခုရောက်ရှိလာတော့မယ် Ferrari Car Skin လေးတွေက Speed Drift Event အနေနဲ့ထွက်ရှိလာမှာဖြစ်တဲ့အပြင်အခု Update 4.4 ကမှလောလဲထွက်ရှိလာတဲ့ Roadster Car လေးရတယ် Ferrari Car Skin အနေနဲ့ထွက်ရှိလာအောင်မှာပါဒါအပြင်တစ်ခေါက်က McLaren F1 Skin ကိုမဖောက်ရရညီကိုတွေတက်ကိုလည်းဒီခေါက်မှာဆိုရင် Ferrari F1 Skin လေးကလည်းပါဝင်လာအောင်မှာဆိုတော့ Car Skin ဖောက်မယ်လို့စဉ်းစားထားတဲ့ညီကိုတွေအနေနဲ့ကတော့ UC လေးကြိုစုထားဖို့ကြံပေးလိုက်ချင်ပါတယ်ဒုတိယအကြောင်းအနေနဲ့ကတော့လာမယ့်PUBG Mobile Update 4.5 မှာဆိုရင် Legendary Enemy Series တစ်ခုဖြစ်တဲ့ Naruto Enemy လေးက Collaboration Event အနေနဲ့ပါဝင်လာတော့မှာပါPUBG Mobile ထဲမှာဆိုရင် Attack on Titan Event ပြီးကြတဲ့က Enemy နဲ့ In-game Event Collaboration တွေပါဝင်လာကြပြီဆိုတော့ဒီကောင် Naruto Event လေးမှာဆိုရင် Event တင်မှုတည်တတ်နေမဟုတ်ပဲနဲ့ Collaboration Private နဲ့ Lucky Spin တွေထိပါဝင်လာမယ်လို့လည်းသိရပါတယ် Event တင်မှုအသေးစိတ်ကိုတော့ Beta Version ထွက်လာတဲ့အခါကျမှပြန်လည်ပြီးတော့တင်ဆက်ပေးပါမယ်နောက်ဆုံးအကြောင်းအနေနဲ့ကိုတော့ဇူလိုင်လ31ရက်နေ့မှာထွက်ရှိလာတော့မယ် Spider-Man Brand New Day Movie တင်တဲ့သူညီကိုတို့ရဲ့ခင်ဗျာကောင်းဆုံး Initial Spider-Man လေးကPUBG Mobile နဲ့ကို Collaboration အနေနဲ့ပြန်လည်ရောက်ရှိလာတော့မှာပါပြန်လည်ရောက်ရှိလာတော့မယ် Spider-Man Collaboration လေးမှာဆိုရင် Office Skin တွေလာမကပဲနဲ့ဒီတစ်ခါထွက်ရှိဖို့ခဲ့တဲ့ Spider-Man Event တင်မှုလေးကလည်း PUBG Mobile နဲ့သူပြန်လည်ပါဝင်လာအောင်မှာပါဒီတော့အသစ်ထွက်ရှိလာတော့မှာဖြစ်တယ်လို့ Jansa Collaboration တော့ခုပါဝင်လာမယ် PUBG Mobile ရဲ့ Update 4.5 လေးကဒီနေ့အတွင်းထွက်ရှိလာခဲ့တဲ့ Update တွေထဲမှာ Ransom Update ဖြစ်လာတော့မှာလားဘယ်လိုထင်မြင်မိလဲဆိုတာကို comment မှာဆွေးနွေးခဲ့လို့ရပါတယ်